Excuse me, ma'am. I have to search you. Are you joking? It's the protocol, ma'am, please. Do you know who I am? I'm your boss's girlfriend. The rules are လုံခြုံရေးဝန်ထမ်းကသူမကိုတတုရှာဖွေတဲ့ဆက် metal detector နဲ့စတင်စစ်ဆေးပါတော့တယ်။မထင်မှတ်ပဲဆက်ကသူမရဲ့ရင်ဘတ်နားရောက်တဲ့အခါမှာရုတ်တရက်အတန်ကြီးလာခဲ့ပါတယ်။အဲ့ဒီအခါလုံခြုံရေးကလီဆာကိုသူမအင်ဂျီထဲမှာဘာပါလဲဆိုတာသိချအောင်အမျိုးသမီးဝန်ထမ်းတယောက်ကိုခေါ်ပြီးစစ်ဆေးခိုင်းမယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့လီဆာတယောက်ပြရခတ်သွားပြီးသူမဆွဲကြိုးခိုးထားတာကိုရီးစားဖြစ်သူသိသွားမှာကိုကြောက်သွားပါတော့တယ်။ဒါနဲ့ပဲသူမကရီးစားဖြစ်သူစီဖုန်းဆက်ပြီးလုံခြုံရေးကသူမကိုအနိုင်ကျင့်စော်ကားနေကြောင်းနဲ့အင်ဂျီတွေချွတ်ခိုင်းနေကြောင်းလိန်ပြောလိုက်ပါတယ်။လီဆာကိုမိမယုတ်လို့ထင်989လို့ခမင်းပေးခဲ့ကြပါဦးလုံခြုံရေးကတော့လီဆာကသူ့ကိုဘာလို့အခုလိုလှုပ်ကြံဆွဆွဲနေမှန်းနားမလည်နိုင်ဖြစ်နေပါတယ်မင်းဒီမှာအလုပ်လုပ်ရမယ့်နောက်ဆုံးချိန်လေးကိုကောင်းကောင်းခံစားလိုက်စမ်းပါလို့လီဆာကပြောတော့လုံခြုံရေးကခမည်းကျွန်တော်ကိုဘာလို့ဒီလိုလုပ်ရတာလဲလို့ပြန်မေးပါတယ်တထေးဖြစ်သူမိုက်လည်းဘာတွေဖြစ်နေလဲဆိုတာကြည့်ဖို့အပြေးလွှားထွက်လာပါတယ်လီဆာကလည်းချက်ချင်းပဲလုံခြုံရေးရဲ့အနိုင်ကျင့်တာကိုခံနေရတဲ့ပုံစံဟန်ဆောင်လိုက်ပါတော့တယ်မိုက်ကလုံခြုံရေးဝန်ထမ်းကိုကော်လာကနေဆွဲလှည့်ပြီးသူ့ကောင်မလေးကိုဘလို့တက်တီမျိုးနဲ့စော်ကားရဲတာလဲလို့အော်ဟစ်မေးခွန်းထုတ်ပါတော့တယ်လုံခြုံရေးဖြစ်တဲ့ဂျက်ကသူဟာတတုရှာဖွေတဲ့ဆက်နဲ့စစ်ဆေးနေတာဖြစ်ပြီးစက်ကအတန်မီလာလို့သူမကုမ္ပဏီကနေတခုခုယူသွားခြင်းရှိမရှိအတည်ပြုဖို့စ조사ရုံတက်ပါလို့ရှင်းပြပါတယ်။ဒါပေမဲ့မိုက်ကတော့သူ့ကောင်မလေးဟာသူ့စီကဘယ်တော့မှခိုးမှာမဟုတ်ဘူးလို့အပြည့်အဝယုံကြည်ထားပါတယ်။မိုက်ကသူ့ကောင်မလေးကိုပဲယုံကြည်တဲ့အတွက်ဂျက်ကိုခေါင်းစာချေဆုံးရှာဖွေပါတော့တယ်။နောက်တစ်စက္ကန့်မှာပဲဂျက်ရဲ့အိတ်ကက်ထဲကနေလက်ဝတ်ရတနာကိုတွေ့သွားပါတော့တယ်။ဂျက်လည်းလမ်းဖြန့်သွားပြီးသူဘာမှမခိုးထားကြောင်းချက်ချင်းရှင်းပြပါတယ်။ဒါပေမဲ့လီဆာကတော့ဂျက်ခါလက်ဝတ်ရတနာတွေကိုခိုးယူရုံသာမကသူမကိုပါစော်ကားဖို့စ조사ခဲ့တာပါလို့ဆွဆွဲလိုက်ပါတယ်။အဲဒီတော့မှပဲလီဆာကသူ့ကိုအကွက်ချလှုပ်ကြံနေတာကိုဂျက်သဘောပေါက်သွားပါတော့တယ်။သူ့ရဲ့အပြစ်ကင်းစင်ကြောင်းတက်သေးပြဖို့အတွက်ဘယ်သူလိန်နေလဲဆိုတာသိရအောင်ခက်တီးမှတ်တမ်းတွေကိုပြန်ကြည့်ဖို့ဂျက်ကမိုက်ကိုတောင်းဆိုလိုက်ပါတယ်။ကင်မရာဟုတ်လား။အချစ်နားထောင်စမ်းမှာဘာကင်မရာမှကြည့်နေစရာမလိုဘူး။ဒီတကိုးကရှင်ထင်ရောင်ထင်မှားဖြစ်အောင်လုပ်နေတာလို့လီဆာကဝင်ပြောပါတယ်။လီဆာတယောက်ပြစ်မှုကျူးလွန်ထားတဲ့ပုံစံပေါက်နေတာကိုဂျက်မြင်လိုက်ရပြီးသူမတားလျင်တကယ်တကိုးဖြစ်မယ်ဆိုတာကိုသိလိုက်ပါတယ်။ဒါပေမဲ့မိုက်ကတော့သူ့ချစ်သူကိုပဲယုံကြည်ဖို့ရွေးချယ်လိုက်ပါတယ်။ဒါကြောင့်ဂျက်ကိုအလုပ်ကနေချက်ချင်းထုတ်ပစ်လိုက်ပြီးလီဆာကတော့သူမအလွယ်တကူလွတ်မြောက်သွားပြီလို့ထင်နေခဲ့ပါတယ်။ဒါပေမဲ့သူမမသိလိုက်တာကမိုက်ရုံကန်နဲ့ပြန်ရောက်ချင်းပဲခက်တီးမှတ်တမ်းတွေကိုချက်ချင်းပြန်စစ်ကြည့်လိုက်ရမှာတကယ်ဆွဲကြိုးခိုးသွားတာကသူ့ကောင်မလေးဖြစ်နေမှန်းတွေ့ရှိသွားခဲ့တာပါပဲ။မိုက်လည်းဂျက်ကိုချက်ချင်းပဲပြန်ခေါ်လိုက်ပါတယ်။ဂျက်ပြန်ရောက်လာတာနဲ့မိုက်ကသူ့ကိုတောင်းပန်ပါတော့တယ်။ပိုဆိုးတာကငါသူ့ကိုရဲတောင်တိုင်လို့မရဘူး။သူကငါကောင်မလေးမှန်လူတိုင်းသိနေကြတာဆိုတော့ငါနာမည်တေချာပေါက်ပြက်ရလိမ့်မယ်လို့မိုက်ကပြောပြပါတယ်။ဂျက်ကမိုက်အတွက်အကြံစီတစ်ခုကူညီစဉ်းစားပေးလိုက်ပါတယ်။ပထမဆုံးလီဆာကိုရုံးခန်းထဲခေါ်လိုက်ဖို့ဂျက်ကမိုက်ကိုပြောလိုက်ပါတယ်။ပြီးတော့စပွဲပေါ်မှာလက်ဝတ်ရတနာတွေကိုတမင်တကာတင်ထားလိုက်ပါတယ်။လီဆာကအဲ့ဒီလက်ဝတ်ရတနာတွေကိုမြင်လိုက်ရချိန်မှာတော့လောဘတွေတက်လာပါတော့တယ်။အဲ့ဒါကိုခိုးယူခြင်းစိတ်ကသူ့မခေါင်းထဲချက်ချင်းရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိုက်ရဲ့ဖုန်းကရုတ်တရက်မြည်လာခဲ့ပါတယ်။သူဖုန်းသွားပြောဖို့အပြင်ထွက်မဲ့အချိန်လီဆာကိုခဏလောက်စောင့်နေပေးဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့မိုက်ထွက်သွားတာနဲ့တပြိုင်နက်လီဆာဟာလက်ဝတ်ရတနာတွေနဲ့ပတ်စံတွေကိုသူမကိုယ်ပေါ်မှာချက်ချင်းဝတ်ထားလိုက်ပါတော့တယ်။သူမမသိလိုက်တာကတော့ဒါတွေအားလုံးဟာမိုက်ရဲ့အစီအစဉ်တွေဆိုတာကိုပါပဲ။သူမရုံးခန်းထဲကနေထွက်သွားဖို့လုပ်နေတော့မှပဲဂျက်တယောက်သူမရဲ့အနောက်ကနေတိတ်တဆိတ်ထွက်ပေါ်လာပါတော့တယ်